ya myasaja tawaka dvita ekama myai amata dana dhamma dana phit phit hoja ato ti min mamyin ya twa cha su ajaung taya dithana tho adatana misura satta kisi Yasavya hore dithana tho de ma misura satta adatana ti min mamyin ya de diya sura shi de so phaya hora no adatana misura satta kisi ti min ye mamyin ya ayattu twa ba lu Yasavya ko re ga le tai ton tha re shao dai de lu le lan nyau mu pyut tha 31 ဖို့တန်တရားထဲမှာရှိနေသမျှခန္ဓာကိုယ်ရနေသမျှကာလပတ်လုံးလူတိုင်းသရဝတိုင်းဟာသိခြင်းတရားနဲ့ရင်ဆိုင်ရမှသာဖြစ်တယ်ဘယ်သူမှသိခြင်းတရားကိုရှောင်ကွင်းသွားလို့မရဘူးဒါကြောင့်သိမင်းမမြင်ရအရက်ကိုရောက်မှသာတယ်သိခြင်းတရားကလုံးမှာပဲဖြစ်တယ်30 ပုံနဲ့မှာတော့သိမင်းမမြင်တဲ့အရက်ဆိုမရှိဘူးအလုံးဟာသိခြင်းတရားရှင်းဆိုင်ရမှာပဲသိမင်းရဲ့နယ်ပယ်ထဲမှာဖြစ်နေသမျှသိခြင်းတရားကမလွတ်နိုင်ဘူးလို့ဆိုတာရှုပ်စွာမှတ်သားထားကြဖို့ပေါ့နော်သိမင်းမြင်ရရက်ကိုသွားလို့ရတယ်ဆိုတာမြတ်စွာဘုရားဟောတဲ့ဒေသနာတော်အရာသိရှိနားလဲကြတယ်အလုံးဒီပြီးတော့ကြီးညိုကိုးကွယ်ကြတယ်တပိတန်ဃာတွေအနေနဲ့အာကိုအာထာပြုရတယ်မြတ်စကြာဆရာတော်ဟာတတော်50ကျော်ကာလမှာပဲသိမင်းနဲ့ဆုံတွေ့သွားတယ်လို့ဒီလိုပြောအဲ့တော့မြတ်စကြာဆရာတော်ယခုကဲ့သို့ဘဝနထံဆံတော်ရခြင်းကြောင့်မြတ်စကြာဆရာတော်ရဲ့တပည့်တရားရကမသာဝကတွေအနေနဲ့ဆုံးရှုံးနစ်နာမှုတစ်ခုရှိကြတယ်။ဘာဆုံးရှုံးတာတော့ဆိုတာသိရှိနာလဲဖို့လိုတယ်ပေါ့နော်။လောကမှာဆုံးရှုံးမှုဆိုတာရှိကြတယ်။တဝိတ္တယောက်မရှိတော့ဘူးဆိုလို့ရှိရင်ဆုံးရှုံးမှုတွေရှိတယ်။သို့တော့ဆုံးရှုံးမှုကဘာဆုံးရှုံးမှုလဲ။အဲ့ဒါသိဖို့တော့လိုတယ်ပေါ့။ရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အခါမှာရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားရလိုက်တဲ့အခါမှာတဲ့တကူလုံးဟာကြက်သိသေးသွားတယ်မဒုရကသတော်ဝိယကာယောတကူလုံးကြက်သိသေးသွားသလိုတောင့်တင်းသွားတယ်လူဆိုတာကြောက်ရင်ဖြစ်စေစိတ်မကောင်းရင်ဖြစ်စေဘာလို့ရမှမသိဘာကိုင်ရမှမသိဖြစ်သွားတာဆိုလို့တယ်နော်မဒုရကသတော်ဝိယကာယောတကူလုံးတောင့်တင်းသွားတယ်စိတ်ခံစားချက်ကြောင့်ဖြစ်တာထိတာပိမေနပက္ခယန္တိဟိုဒီမြင်ကွင်းတွေလည်းသူပျောက်ကုန်ပြီစိတ်တော့ကရောက်သွားတဲ့အခါဟိုကမမြင်တာမမြင်ဖြစ်ကုန်တယ်နော်ဒါသူစိတ်ခံစားချက်ကိုရှောက်တာအဓိကဘာလို့ဆိုဓမ္မပိမန္နပฏิပန္တိချက်မှတ်သိယူထားတဲ့နှုတ်တဲ့ရထားတဲ့ပရိယတိဓမ္မတွေဟာလည်းပဲစဉ်းစားလို့ကိုမရတော့ဘူးခေါင်းနဲ့မပေါ်လာတော့ဘူးဟိုတရားတွေလည်းပျောက်ကုန်တယ်လို့ပြောတာနော်တရားတွေလည်းပျောက်ကုန်တော့ကရောက်သွားပြီဆိုလို့ရှိရင်အဲ့လိုဖြစ်တတ်တဲ့သဘောနော်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားလိုက်ရတဲ့အခါတကူလုံးတောင့်တင်းသွားပြီးတော့မိုးမမြင်လေးမမြင်
တရားဓမ္မတွေလည်းယင်ထဲမှာမရှိအောင်တောကလွှမ်းမိုးပြီးပျောက်ဆုံးသွားပါတယ်လို့ဒီလိုလျှောက်လို့ရပဲနော်အဲ့ဒီလိုလျှောက်တော့မြတ်စွာဘုရားကမြတ်စွာဘုရားမိန့်ကြားလိုက်တဲ့စကားကဗဓမ္မမှတ်သားစရာကောင်းတယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါမှာတဲ့အနန္တစီကနေပြီးတော့သီလတရားတွေသမာဓိတရားတွေပညာတရားတွေဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုမဖို့တရားတွေဝိမု ക്തി ဉာဏတသနာဆိုတဲ့အဲ့ဒါတွေကိုသိမြင်တဲ့တရားတွေဒီတရားတွေဟာသာရိပုတ္တရာပြိဋိဘံစံတော့သင်ကိုယ်ပိုင်တရားတွေပါသွားသလားတဲ့ဒါစဉ်းစားခိုင်းတာမြတ်စွာဘုရားဒီမေကုန်းလေးထုတ်လိုက်တာဆုံးရှုံးနေတာမှုဆိုတာကိုယ်စီကပါရိပါသွားလေရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အခါမှာရှင်အနန္ဒရဲ့တဏ္ဍာကပါရိပါသွားလေပါရိဆုံးရှုံးတယ်ဆိုအဲ့ဒီမှာဆုံးရှုံးတာကိုရှင်အနန္ဒကပြန်ဖြည့်ပြတယ်။တမန်ဆိုရင်ဒီမေကုန်းမေးလိုက်လို့ရှိရင်ရုပ်တရက်ဖြည့်တတ်မှာမဟုတ်ဘူး။ရှင်အနန္ဒကချက်ချင်းသဘောပေါက်သွားတယ်။သူပါဖြည့်လိုက်တော့ဆိုရင်အရှင်ဘုရားတဲ့တပည့်တော်စီကသီလသမာဓိပညာဒီဤချင်းနေပါသွားတာတော့မဟုတ်ပါဘူးတဲ့။ဒါတွေကတော့တပည့်တော်တဏ္ဍမှာရှိနေပါတယ်တဲ့။ဆုံးရှုံးတာကဘာလဲဆိုတော့ရှင်အနန္ဒအပိစာမေဗန္တိအာယတမသာရိပုတ္တောဩဝါဒကောရှင်သာရိပုတ္တရာဆိုတာတဲ့အမတန်မှပျော့ပြောင်မြောင်းတဲ့နာချပြီးတော့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူတို့လွန်ကအားကိုးရတဲ့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဩတိနောဘယ်ကိစ္စမှလူမရှိဘူးသူကလည်းပါဝင်ပြီးတော့ဖြည့်ရှင်းပေးတတ်တယ်ဝိညာဘကောနားမလဲသေးရင်နားလဲအောင်ရှင်းပြပေးတတ်တယ်တန်တတကောအဓိပ္ပာယ်ကိုရှင်းကနေမြင်အောင်ပြောဆိုပေးတတ်တယ်သမတဘကောလိုက်နာကျင့်သုံးခြင်းအောင်လည်းပဲဟောပြောပေးတတ်တယ်သမုဒ္ဒိစကောစိတ်အားတက်လာအောင်လည်းပဲဆုံးမတတ်တယ်တမ္ပဟံတကောရှင်လန်းပိတိဖြစ်လာအောင်လည်းပဲပြောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်အနန္ဒကသူ့ကိုယ်ပိုင်သူ့ရင်ထဲမှာရှိတဲ့တရားတွေဆုံးရှုံးတာမဟုတ်ဘူးဆိုလို့အခုပြည့်တတ်တယ်အဲ့ဒါတော့ပေါက်ထားနော်ဘာတွေဆုံးရှုံးသွားတာတော့ဆိုရှင်အနန္ဒပြောပြတယ်အဲ့ဒါရှင်သာရိပုတ္တရာစီကအဆုံးမဩဝါဒတွေရှင်သာရိပုတ္တရာဆိုတာအမတန်မှကျင့်နာကရုဏာထားပြီးတော့လိမ္မာရှင်ကျေးအောင်တရားမသိသေးလို့ရှင်သိအောင်ရှင်းလင်းပြတတ်တယ်တဲ့အကိလသုဓမ္မဒေသနာယတရားစကားဟောရမယ်ဆိုရင်ဘယ်တော့မှမပြင်းဘူးတဲ့ရှင်သာရိပုတ္တရာအပြင်းမထူတရားဟောဖို့တဲ့မြဲကြိုးစားတယ်နေမကောင်းသေးဘူးကောင်းကြိုက်တယ်တို့ဆင်ကြီးပေးပြီးတော့လောက်တာမရှိဘူးအကိလသူဆိုတာမကြိုးစားတာမရှိဘူးအမြဲတမ်းသူကကြိုးစားပြီးတော့ရှင်းပြတတ်တယ်တဲ့အနုခါကောသဗ္ဗမစာရိနာအတူနေတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းအပေးကူညီတတ်တယ်ဟုတ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကဆွမ်းခံသွားပြီဆိုလို့ရှိရင်ရှေ့ကနေထွက်မသွားဘူးနောက်ဆုံးမှချမ်းနေရတယ်ချမ်းနေပြီးတော့ကြောင်းထဲမှာလှည့်ကြည့်ဒီမကောင်းတဲ့ကိုရောရှိသလားဒီမကောင်းတဲ့ကိုရောရှိရင်အပိစကားပြောပြီးသူနဲ့တဲ့တဲ့အစာအစာတွေဆွမ်းခံရတွေရလာကျွေးတယ်ကြောင်းထဲမှာတန်တန်ရှင်းရှင်းမရှိတဲ့နေရာတွေဆိုတန်ရှင်းရေးလုပ်ခဲ့တယ်သင်္ကန်းတွေလှမ်းပြီးတော့မယုတ်ဘူးဆိုရှင်သာရိပုတ္တရာယုတ်ပြီးတေချာခောက်ပေးခဲ့တယ်
အဲ့ဒါတွေကြောင်းတစ်ချောင်းလုံးလက်ပတ်ကြည့်လှုပ်ဆောင်ပြီးတော့မှသူကနောက်မှဆွမ်းလာတော့ဒါသူလှုပ်လိလှုပ်ထားရှိအဲ့တော့အများပေါ်မှာဘလောက်စာနာထောက်ထားမှုရှိတယ်ဒါကိုပြောတာအနုက္ခကောသဗ္ဗမစာရိနာအတူနေပုဂ္ဂိုလ်တွေပေါ်မှာအလုံးကိုကုညီပေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးရှင်နန္ဒကလျှောက်တယ်ဓမ္မယံအာယတမတောတာရိပုတ္တတဓမ္မောဇံဓမ္မဘောဂံဓမ္မောဇံဓမ္မပရိဘောဂံဓမ္မဒုက္ခအဒုတ္တရမှာရှင်သာရိပုတ္တရာပဋိမြတ်သူတို့ပေါ်ရှင်နန္ဒကတပည့်တော်တို့ပေါ်ရှင်သာရိပုတ္တရာရဲ့အကျဉ်းနာမေတ္တာထားပြီးတော့ချီးမြှောက်တဲ့အစီနှစ်ရှိတဲ့ဓမ္မရေးစဉ်ကိုတိုက်ကြွေးမှုတရားနဲ့ချီးမြှောက်ခုညီပေးမှုကိုတပည့်တော်တို့ကတတိယနေချတာပါတော့ရှင်နန္ဒကျော်လို့ရင်သူစီကသီလသမารိပညာတွေပါသွားလို့ဆုံးရှုံးတယ်လို့ထင်တာပြောတာမဟုတ်ဘူးတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ပြိဋိဘံစံသွားတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့အကူအညီတွေသူတို့မရတော့ဘူးရှင်သာရိပုတ္တရာရဲ့ဆုံးမစကားတွေမကြားရတော့ဘူးအဲ့ဒါအတွက်ဆုံးရှုံးတာပါလို့ဘာဆုံးရှုံးတာလဲဆိုတာသိဖို့ပေါ့နော်အခုလည်းပဲမြတ်စွာဘုရားတာဝကတွေလည်းကြည့်ဘာဆုံးရှုံးတာတော့ဆရာတော်တက်တော်ထင်ရှားရှိတဲ့အချိန်မှာဆွဆွမတဲ့စကားတွေစပြီးပို့ချပေးမှုတွေလမ်းညွှန်ပေးမှုတွေဒါတွေမရတော့ဒါတွေဆုံးရှုံးသွားတာလို့ပြောတယ်တပြည့်ဆုံးရှုံးမှုမဟုတ်ဘူးပုဂ္ဂိုလ်တို့တယောက်စီကရှားရှိနေတဲ့တန်ဖိုးမပြတ်တဲ့ဆုံးမစကားတွေဆုံးရှုံးကြရတယ်အဲ့ဒါအတွက်စိတ်မကောင်းဖြစ်တာပါတော့မြတ်စွာဘုရားပေးလိုက်တဲ့မိကုံးကလည်းမတန်ကောင်းတယ်ဆုံးရှုံးသွားတဲ့ဘဝနဲ့တံပြန်လွန်သွားတဲ့သို့မဟုတ်ပြိဋိဘံစံသွားတဲ့ရှင်သာရိပုတ္တရာနောက်ကိုယ်တဏ္ဍာကတရားတွေပါသွားတာမဟုတ်ဘူးသို့တော့ရှင်သာရိပုတ္တရာကချီးမြှောက်တဲ့အချက်တွေကိုမရတော့အဲ့ဒါအတွက်စိတ်မကောင်းတာပါလို့အဲ့တိုင်းပဲအခုဆုံးရှုံးတယ်ဆိုတာဘာဆုံးရှုံးတာတော့ဆိုတာသိဖို့လုပ်တယ်ပေါ့နော်အဲ့ဒီဆုံးရှုံးမှုကတော့ပြန်မရတော့တဲ့ဆုံးရှုံးမှုကိုသူတို့ခေါ်ရမှာပုဂ္ဂိုလ်စီကတိုက်ရရတဲ့ဆုံးရှုံးမှုမရနိုင်တော့ဘူးသို့တော့တတော်ဆရာရှိတဲ့အချိန်ကာလတုန်းကဆုံးမဩဝါဒပေးခဲ့တာလေစာပေပို့ချပေးခဲ့တာလေရှင်းလင်းပြသပေးခဲ့တာလေဒါတွေကိုတော့ပြန်လဲပြီးတော့ကျမ်းနာလို့ဖော်ထုတ်လို့တော့ရနိုင်တယ်ပေါ့ပုဂ္ဂိုလ်တယောက်မရှိတော့ဘူးဆိုဆုံးရှုံးမှုကအဲ့ဒါပဲဥဆောင်မှုပေးတာတွေမရှိတော့ဘူးဆုံးရှုံးသွားပြီလို့သူဆိုလို့ဒါကဘဝမှာကြုံရတဲ့လူတိုင်းကြုံရမယ့်အခက်အခဲတစ်ခုပေါ့ဒါပြန်ဟုတ်ပြီဘာဖြစ်လို့ဆုံးရှုံးကြတာလဲလူရဲ့အသက်ဆိုတာကဘယ်တော့မှထာဝရဆိုတာမရှိဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့အဆုံးအမစကားလေးကိုနားထောင်ကြည့်အနိမိတ်တပဋိညာဏံမစ္ဆာနံဣဒစီဝိတံကတိရင်္စပရိတင်္စတင်္စဒုက္ခိနတန်ယုတံတန်လတုတ်တံမြတ်စွာဘုရားဟောထားတယ်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေရောကြည့်လိုက်ကိုယ်အသက်ကိုရရှိထားတဲ့ပိုင်ဆိုင်ထားတဲ့ဆိုတဲ့အသက်ဆိုတဲ့စီဝိတဟာတဲ့အနိမိတ်တာမျက်ခြေပြအရေးရောင်ပြပြီးဆိုင်ငံထားလို့မရတဲ့အရာဖြစ်တယ်အခုမသိနဲ့အောင်စောသေးတယ်လှုပ်ရှားလေးရှိသေးတယ်ဆိုပြီးပြပြီးတားလို့မရတဲ့အရာဖြစ်တယ်ပေါ့နော်အနိမိတ်တာဆိုဆိုင်ပြပြီးတော့တားလို့လည်းမရဘူး
အရေးချေပြထားလို့လည်းမရဘူးအနည်းညာတန်ဆိုတာဘလောက်နေရမယ်ကိုရထားတဲ့အသက်လေးဟာဘယ်နှစ်နှစ်နေရမယ်ဆိုတာမသိနိုင်ဘူးသူကမသိနိုင်မသိနိုင်တဲ့အရာတွေကစီဝိတံဗျာတိကာလောစတေဟနိခိပနံဂတိပစ္စိတိစီဝလောကသမိအနိမိတ်တာနာနာယတိအမတ်သင်္ကေတချမှတ်ထားတာမရှိသည့်အတွက်ကြောင့်လူရဲ့အသက်ဟာဘယ်နှစ်နေရပဲဆိုတာသူကမသိတယ်ဘာယောဂနဲ့သိမယ်ဆိုတာလည်းမသိဘူးဘယ်ချိန်ဘယ်ကာလမှာသိမယ်ဆိုတာလည်းမသိဘူးဘယ်မှာကိုယ်ခန္ဓာကိုမြုပ်နိုင်ရမယ်သိညိုရမယ်ဆိုတာလည်းမသိဘူးဘယ်ဘဝရောက်မယ်ဆိုတာလည်းမသိဘူးမသိရတဲ့အရာဘယ်သူမှမသိနိုင်ဘူးတဲ့နော်မသိနိုင်တဲ့ဟာပေါ့အဲ့ဒီလိုလူရဲ့အသက်ဆိုတာအနည်းညာတန်ဘယ်ရေးပဲဗျနေရမယ်ဆိုတာမသိဘူးအဲ့တော့ဒီနေရာမှာလူအသက်လို့ပြောတာအတိပ္ပယ်တစ်ခုကြည့်ပဲဆိုရင်တော့စတုမာရေနတ်တေဆိုလို့ရှိရင်သူတို့တတန်နဲ့ဆိုရင်အနည်း900တတန်သမတ်ချက်ရှိလူတွေမှာတော့အဲ့ဒီလိုပုံသီသမတ်ချက်မရှိဘူးအာယုပမာဏကဏနာယနိမောနတ္ထိဆိုပြီးတော့လူတွေရဲ့တတန်ဆိုတာသတ်မှတ်ထားတာမရှိဘူးရှေးဘုံရချုပ်အောင်ပြောတာဘာလို့လို့ဆိုရင်ကံသာလိပဋ္ဌာနာဖြစ်လို့ပဲကံပေါ်မှာမူတည်နေရတယ်တာဝရိသနတ်ပြည်ဆိုရင်သူတို့အရေးအတွက်နဲ့နှစ်ပေါင်း1000ဆိုတာသူတို့သတ်မှတ်ချက်ရှိတယ်လူတွေမှာအဲ့လိုသတ်မှတ်ထားတာမရှိဘူးလို့ဒါကြောင့်မို့အနိမိတ်တအနိမိတ်တမနိညာတံမစ္ဆနာဣဒစီဝိတံဒီတော့ကမှာလူတွေရဲ့အသက်ဆိုတာတဲ့ဆိုင်ပြပြီးတော့တားလို့တယ်အရေးရောင်ပြထားလို့လည်းမရဘူးဘယ်လောက်နေရမယ်ဆိုတာလည်းမသိနိုင်ဘူးတဲ့မသိနိုင်အောင်နဲ့လားလို့ဆိုကတိရင်စာပရိတင်စာဒီအသက်ရှိဖို့အတွက်အတမခက်ခဲတယ်တမန်အပြင်လူတွေကအသက်ရှင်မှုလွယ်တယ်လို့ထင်ကြတယ်သို့တော့အသက်ရှင်မှုအတွက်အလုံးကိုခက်တယ်ဘာဖြစ်လို့ခက်တာတော့လို့ဆိုအသက်ဟာအသက်ဆိုတဲ့စီဝိတဟာသူယက်တိနိုင်ဆိုတာမရှိဘူးယက်တိနိုင်ဆိုတာမရှိဘူးသူကဘယ်ပေါ်မှာမိနေရတော့လို့ဆိုလို့ရှိရင်ထွက်လေးပေါ်မှာမိနေရတယ်ဝင်လေးပေါ်မှာမိနေရတယ်အသက်မရှိနိုင်တဲ့သေးတာပဲလေခွဲတော့တရားရတဲ့အောက်ဆီဂျင်ဆိုပြီးတော့ပြောကြတာနော်အောက်ဆီဂျင်ပြတ်ပြီးသေးတဲ့လူတွေကအများကြီးပဲဒါကြောင့်မို့လူရဲ့အသက်ဆိုတာအသက်ရှူသွင်းခြင်းနဲ့ပတ်သက်တယ်သက်ရှူထုတ်ခြင်းနဲ့ပတ်သက်နေတယ်အဲ့ဒီပေါ်မှာမိပြီးတော့ယက်တည်နေရတာအသက်မရှူနိုင်ဘူးမဆိုင်နိုင်ဘူးဆိုရင်သိသွားမယ်လို့ပြောတာနော်အကြောင်းပေါင်းအများကြီးရှိတယ်အသက်ရှူတာကအကြောင်းတစ်ခုသာလည်းဖြစ်တယ်နောက်အကြောင်းတွေကဘာလို့ဆိုထပ်၄ပါးကိုမိပြီးတော့နေရတယ်ပထဝီအာဘောတေဇောဝါယောဆိုတတ်ကြည့်၄ပါးအဲ့ဒီတတ်ကြည့်၄ပါးမြတ်တာညညွတ်နေမှလူဟာအသက်ရှင်နိုင်တယ်လို့ဆိုအသက်ရှင်နိုင်ဘူးနော်ဒီနေ့မှာပထဝီတဲ့ဖောက်ပြန်သွားလို့ရှိရင်လူတစ်ကိုယ်လုံးဟာမာတောင့်သွားတယ်အဲ့ဒါကိုစာပေကျမ်းမှာကဋ္ဌမုခမွေကြိုက်ခံရတယ်လို့သုံးတယ်နော်အဘောရပျက်စီးသွားပြီဆိုလို့ရှိရင်တစ်ကိုယ်လုံးပုတ်ကိုအဲ့ဒါကြတော့ဝါရတဲ့ဖောက်ပြန်တယ်လို့ခေါ်တယ်တေဇောတဲ့ဖောက်ပြန်လို့ရှိရင်တစ်ကိုယ်လုံးဟာပူလောင်သွားတယ်အဲ့ဒါကြတော့အခိမုခဆိုမွေကြိုက်ခံရတယ်အစိတ်၄မျိုးနဲ့မွေ၄မျိုးနဲ့နိုင်ရှင်ပြီးတော့ဖော်ပြတာလေပြတ်သွားတယ်ဆိုလို့ရှိရင်လေကဖောက်ပြန်ပျက်စီးပြီဆိုရင်တတ္တမုခမွေကြိုက်ခံရတယ်
ဓာတ်နဲ့ခုတ်လိုက်တယ်လို့ဒါတော့ထင်ရှားတယ်လေဖြတ်သွားတယ်လေဖြတ်သွားတဲ့လူလည်းသိတာပဲလေအဲ့တော့ဓာတ်ကြီးလေးပါးကိုမြည်ပြီးတော့နေရတဲ့အခါကျတော့ဓမ္မခက်ခဲတယ်သက်ရှင်မှုတွေအနေကပစ္စယပฏิပတ္တဩဒီတောအကြောင်းမျိုးမျိုးနဲ့ပတ်သက်ပြီးသက်ရှင်နောက်တစ်ခုကဘာလို့ဆိုအစာစားရမှသက်ရှင်တယ်အစာမစားရရင်လည်းသိနိုင်တယ်အစာပေါ်မှာလည်းမိတိနေရတယ်နောက်တစ်ခုကဘာလို့ဆိုဥတ္တမလို့ဆိုရယ်ကိုငွေကံကြောင့်ဖြစ်တဲ့ဥတ္တမဒေဇောတအဲ့ဒါမရှိရင်လည်းပဲသိသွားတာပဲနော်နောက်တစ်ခုကဝိညာဏသုတ္တနှစ်ခုမှာမြတ်စွာဘုရားဟောတယ်အာယုဥတ္တမစဝိညာဏဇတကာယံသဟန္တိမအပဝေတောတထတေတိနိရထဝကလိင်္ဂရလူရဲ့ခန္ဓာကိုယ်ဟာအာယုဆိုတဲ့စီဝိတဥတ္တမဆိုတဲ့အပုငွေတေဇောတဝိညာဏလို့ဆိုတဲ့အသိစိတ်အဲ့သုံးခုလူခန္ဓာကိုယ်ကဆုံးခွာသွားပြီဆိုရင်သိတယ်လို့သတ်မှတ်တယ်အခုကိဆရာဝန်တွေကတော့နှစ်ချက်လေးနဲ့နှထောင်ပြီးနှလုံးမခုန်ရင်သိတယ်လို့သတ်မှတ်တယ်မြတ်စွာဘုရားသတ်မှတ်ပုံကအဲ့လိုမသတ်မှတ်အဲ့ထဲမှာတခါတည်းဝိညာဏဆိုတာမရှိတော့လည်းပဲအသိစိတ်မရှိတော့လည်းပဲအာယုနဲ့ဥတ္တမနှစ်ခုရှိနေသေးလို့ရှိရင်သက်ရှင်အာယုဆိုတဲ့ဇီဝိတရဲ့ယုတ်ဇီဝိတရဲ့ဥတ္တမဆိုတဲ့အာယုဆိုတဲ့ယုတ်ဇီဝိတဥတ္တမဆိုတဲ့အငွေဒီနှစ်ခုသည်ပြန်မှန်ရှင်တွဲပြီးတော့ဘဝမှာဆက်နိုင်သေးတယ်လို့သူဆိုတယ်အဲ့ဒီနှစ်ခုကအဓိကအာယုပဋိစ္စဥတ္တမပဋိစ္စအာယုအချမ်းချင်းအပြန်အလှန်ရှင်တွဲပြီးတော့သက်ရှင်မှုရတယ်ဝိညာဉ်ဆိုတာအသိစိတ်ပျောက်သွားတော့လည်းပဲမသိဘူးတမာရိစွမ်းနဲ့ဖြောက်ထားတဲ့ရှိတယ်နိရောဓတဘာဝဝိဇ္ဇာရဲ့အသိစိတ်မရှိတော့နော်နောက်စံရစွမ်းနဲ့ဘဝမှာပျောက်သွားတာအသိဉာဏ်တတ်ဖို့ဆိုရင်ဝိညာဉ်မရှိဘူးသက်ရှင်အဲ့တော့နှစ်ခုနဲ့အသက်ရှင်နေတာလည်းရှိတယ်ပေါ့အဲ့တော့ဒီလိုအသက်ရှင်မှုဆိုတဲ့အကြောင်းတရားတွေကလည်းပဲအတ္တမနေတယ်အကြောင်းတရားတွေများစွာပေါ်မှာမိတီးပြီးတော့လူသက်ဆိုတာရှင်ရတာဖြစ်တော့သက်ရှင်မှုဆိုတာအလုံးခက်ခဲတယ်လို့ဆိုလို့ပရိဒလူသက်ပြီးတော့အလုံးတိုးတယ်အလုံးတိုးတယ်ဆိုတာအသက်ဆိုတာနံစီဝိတိန်တွေကိုခေါ်လို့ရှိရင်ဟိုစက္ကန့်နဲ့ပြောမှဆိုရင်3စက္ကန့်ပေါ့နော်ဒါတော့ရှိပါတယ်စိတ်ဆိုတာအမှန်တမ်းတိုးတယ်ဥပတိပင်ဆို3ရက်ပဲတက်ရှိရှုစီဝိတဆိုရင်စိတ်ပေါင်း19ခုအဲ့ဒါတော့ပဲထိတယ်ပို့ပြီးအသက်ရှင်တာမဟုတ်ဘူးနော်ဒါကြောင့်မို့လို့ဒီလူတွေရဲ့အသက်ဆိုတာအမှန်တမ်းတိုးတယ်စိတ်တခဏတော့ဥဒ္ဒံအဘဝေနပရိဒံစိတ်တခဏတစ်ချက်များတာအသက်ရှင်တာဖြစ်လို့အဲ့ဒါမှတူတော့တယ်အဲ့တော့တူတယ်ဆိုတဲ့နေရာမှာအကြောင်းနှစ်ခုပြထားတယ်အသက်ဟာအလွန်တူတယ်ဆိုတာထိတိပရိဒသူ့ရဲ့တည်တံ့မှုအချိန်လေးကအလွန်နေတယ်ဒါတစ်ခုသရတပရိဒသဘာဝကိုကတူထောင်းတာစိတ်တခဏတစ်ချက်ပဲအသက်ရှင်တယ်လူတွေအသက်ရှင်တာဆိုလိုတာကတစ်စိတ်ထဲနဲ့ပဲအသက်ရှင်တာစိတ်ကဆက်သွားလို့သာလူတွေအသက်ရှင်တဲ့ခိုက်တွေကတစ်စိတ်ထဲပဲရှိတယ်ထင်ရှားအောင်ပြောရင်လူရဲ့အသက်ဟာတစ်စက္ကန့်နော်တစ်စက္ကန့်နဲ့တိုးရင်တိုးမှာပေါ့တစ်စက္ကန့်လို့ဆိုပါစို့လူရဲ့အသက်ဟာသဘာဝကိုတစ်စက္ကန့်ပဲရှိတယ်အဲ့ဒီစက္ကန့်ပုံများစွာဆက်သွားလို့သာအသက်ရှင်တယ်လို့ပြောနေကြတာသူ့တက်တန်းကဖြစ်ပြီးပြတ်သွားပြီနောက်ထပ်အသစ်ဖြစ်လို့သာမသိဘူးထင်နေတာသိတဲ့အချိန်မောင်းကမြောက်များစွာဒါကြောင့်မို့စီဝိတံအတ္တဘာဝောစဒုက္ခဒုက္ခစကေဝလာဧကစိတ်တသမာယုတ်တာ
Dwi Lahudo would a decano. The Gecko Linim Bessia. The say taken up the chap had the sin at the building. Highway Lamaboma, Gamma Dware. Paying up, Evidama Yan no net lay in it. Kadia Lane painted Tira. The Twata leave it. Janaria Lord. No, Janaria Lord. Era Lue, Luri the Shana, the second edition. Every second year set to Aluda, but they would be on each other. At a lot on 2 round there, look through so. Sola the Hata, the Kappa, Dictan, the Hebrew. Mahaka said on later. Kobaba Myaswa, the Sine Sure Jamaji Haleve Nasane, the Sinamu, the say never the Sine. Kobaba Myaswa, the Sine Haleve, say the Kuneve the Sine. The second way the Sine to the Biora, no? I don't do the Sura. If the Mature at the Sura Sivida ha. Show Zivida so in, to net ship of ship, comes a yoti. Siddhasa Yodi, Urusa Yodi. Aloha. A changing Shota Kuna de Ku. Gagwe Sanshota, Mashu, the Kubia, go Biep. Tajamu Kananga, what a guard of Jot. Shobia in Nandiaria Pieta, Nandia Pia in the Yodiaria Compieta. Aloha Pujato to Sodule. Inya Minyam, brick party and did it, changing the Pshatar. And the area, the Kuti Janari like it, come, no? Inyaminya he nati, daida, changing Ukawa Sancho, 10 beaters, I'm sure. The Kubia Alo, Yasi Dajare, Tatidu Sura, no? Tinsa Tokina, Tanyuta. Hello, do don't need it at that down. Chanyanda, the Shiana, some hofu to Kane, the Shan. Detail me. Elu to Capseta, Ulu to Capseta, a come long Kailu to Capseta. Eddie to Cariale, Yachi. Detail me do Mamiana to Kaba. Toka Toka. Toka to Murema. Toka Sure die. Say Siera, go Siera, Toka Toka. Toka Sure die in the Toka. Salubia in a Toka, the Goka, winning that to the boot. Say so near let Toka. Kokana Goman, na Jenny in a Toka, and a Toka Toka. We bring Nama Toka Sura. Tuka Wirna. Duria the Matare, Chanare, Sura Tuka Wirna, tea. The canal should be beyond and let in a Toka, she yelled. Tukale, we bring Nama Toka, Tuka Okor. Now Toka the Kugara, Tinkara Toka. Tinkara Toka, David Tinkara, and this should be better. Rodi Toka, Domune, do a penny. Duria, they ha. No. Toka Toka Nele, yes I am. We bring Nama Toka Nele, yes I am. Turukuranga, Tinkara Toka Ripshin. Toka Domune, Tago Piora, Tinsa Tokina, Tayuta. I don't do that. Connesia, Mamsi. Tajamu, Miasavia, Todan the Kuma. Abba Mayu, Manotana, Hiliana, Tuborito. Look, that's what they do. Tajamu, Timaji Javane, Machimamane, at the good one, Machimamane, the pure. So chapa. Saria, Data, Titoa, Laution, oh, the Boma, oh, the retire Malay Saria, Data, Titoa. Congo Milon, Milon, Nilushi, Ning the Polo, Janari, Data, Lonely the Biu Neon. Eddie Kong Milon, ye cheat up Arons, but they came. But they came good, Josa Atofu, Guadanadia Atofu, to do solo.
စရိယဒိဋ္ဌအတိတော်ခေါင်းမိလောင်တဲ့ပုဂ္ဂိုလ်သည်အရေးတကြီးမိငိမ့်အောင်လုပ်ရတယ်လို့ပဲကိုယ့်ရဲ့နဲ့နှလုံးထဲမှာဖြစ်ပေါ်နေတဲ့ကိရိတာမီးတွေငြိမ်အောင်ကြိုးစားပါလို့ဘုရားဒီလိုဆိုလိုတာအဲ့တော့ကြိုးစားနိုင်တာမကြိုးစားနိုင်တာတော့ပုဂ္ဂိုလ်နဲ့သက်ဆိုင်မြတ်စွာဘုရားရဲ့အဆုံးအမကကြိုးစားပါလို့ပြောတာနော်ဒါအရေးကြီးတယ်ဘာဖြစ်လို့တော့ဆိုနော်နတ္ထိမစ္ဆုတ်တာနာဂမောတိမင်းရောက်မလာဘူးဆိုတာမရှိဘူးတဲ့ရောက်လာမှဧကဒိဋ္ဌပဲတနေ့ကျတော့သူတကားလာခောက်လိုက်ပဲနော်တိမင်းကတကားလာခောက်လိုက်မယ်အဲ့ကြတကားပိတ်ထားခြင်းလို့မရဘူးချက်ထိုးထားလို့လည်းမရဘူးလာခောက်လိုက်လူတိုင်းပဲဒါဘယ်သူပဲဖြစ်ဖြစ်တိမင်းရဲ့တကားခောက်ပြီးတော့တကားဖွင့်ခိုင်းတဲ့အချိန်ဟာပဲကြရောက်လာမယ်ဒါပြောတာနတ္ထိမစ္ဆုတ်တာနာဂမောသိခြင်းတရားရဲ့မရောက်လာတာဆိုမရှိဘူးတဲ့အစ္ဆယန္တိဟောရတာဘယ်တော့ရောက်လာမှာတော့ဆိုနေရညတွေကကုန်းနေတာပဲအခုဆိုနော်2023ခုနှစ်ထဲရောက်လာပြီမကြခင်ကုန်းသွားတော့မှ2022ခုနှစ်ကုန်းသွားပြီဗမာသက္ကရာ1384ခုထဲမှာမကြခင်85ရောက်တော့မယ်နေ့ရရက်တွေဟာလင်းမြန်နဲ့အဟုန်နဲ့ကုံဆုံးကြော့ဖြတ်နေတာဖြစ်တယ်အစ္ဆယန္တိဟောရတာစီဝိတံဥပါရုစတိအချိန်သာကုန်တာမဟုတ်ဘူးအသက်ကလည်းချုပ်နေတာချုပ်ပါများဟိုကဗျာလေးလို့ပေါ့ဘသူရေးရတော့မသိဘူးနော်တနေ့ကွယ်သေနေတို့တခါကူမသိဘူးမထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလေလားသေနေရတခါသွားရလိမ့်မယ်ဒါမရဘူးနေတဲ့နေရကွယ်နာလေထွက်လာလိုက်ဝင်သွားလိုက်ထွက်လာလိုက်ဝင်သွားလိုက်အဲ့ဒီလိုနေကွယ်ပေါင်းများလာလို့ရှင်သိဆုံးသွားကြမှာပဲတဲ့ကိုအလောကကြီးထဲမှာအဲ့ဒါဆိုလို့တယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာစီဝိတံဥပါရုစတိအာယုခေတိမစ္ဆနံကုဏတိဝဩရကမြင့်ငယ်လေးချောင်းလေးထဲမှာအိုင်လေးထဲမှာရှိတဲ့ရေတွေလိုပဲတဲ့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ခမ်းသာသွားတာရေမတိုးလားနော်ချောင်းတွေကအိုင်တွေကရေတွေဟာတဖြည်းဖြည်းခမ်းသွားတာသာရှိတယ်ပိုးလာတာမရှိဘူးတဲ့အဲ့ဒါတို့ရဲ့လူရဲ့အသက်ဟာလေတနေ့ပြီးရင်တစ်ခါခမ်းသွားပြီတနေ့ပြီးရင်ဆိုလိုတာကတိုင်းထားပြီဆိုလို့ရှိရင်တေမိယဇတ်မှလာတဲ့အတိုင်းဆိုနော်ရှက်ကန်းရက်တဲ့အခါမှာအတိုင်အဖောက်စာချီရှိတယ်နော်ရှက်ကန်းတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားအတိုင်ချီကတိုးသွားတာအဲ့ဒါကိုရှက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးလို့ဆိုတာတနေ့ပြီးရင်တိုးသွားပြီတနေ့ပြီးရင်တိုးသွားပြီအဲ့ဒါကိုယ်သက်ဟာဒီနေ့တဲ့နှစ်ပြန်ကြပို့တိုးသွားပြီနှစ်ပြန်ကုန်သွားရင်ပို့တိုးသွားပြီတနေ့ပြီးတနေ့အဲ့ဒါတိုးနေတာလို့ပြောအောင်တိုးနေတယ်ဆိုတာဘာလို့သိမင်းရောက်လာဖို့အချိန်ကနေလာတယ်လို့သူတို့ဆိုလိုတာနော်ရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားပြန်တစ်ချက်ခတ်လိုက်တာနဲ့တိုးသွားနောက်ကြတော့အကုန်လုံးပြီးသွားတဲ့အဆင့်ရောက်သွားလူအသက်ဟာလေအဲ့ဒီလိုပဲတဲ့အဲ့တော့အသက်ဆိုတာတန်ဖိုးထားပြီးတော့အမျက်ရအောင်မထုတ်နိုင်ဘူးဆိုလို့ရှိရင်ဘာရလိုက်မှာမဟုတ်ဒါကြောင့်အသက်စီဝိတာကနေတန်ဖိုးရအောင်သို့မဟုတ်တန်ဖိုးရှိတဲ့အရာထုတ်ယူခြင်းဝိပဿနာတရားအထုတ်ပါလို့ပြောတာနော်အသက်ထဲကရလိုက်တဲ့တန်ဖိုးဘာလို့အသက်ဆိုတာရှက်ကန်းချီမျိုးတိုးရရှိကိုရတိုင်းတိုးနောက်ချမ်းဘယ်တော့မှပြန်မလဲဘူးတနေ့ပြီးတနေ့တိုးသွားမှာပဲဒါတန်ဝေကယူရအခုလိုကိစ္စမျိုးကတန်ဝေစနိဧတုဌာနေတုတန်ဝေခေါ်တယ်တန်ဝေကဖြစ်တဲ့နေရာတန်ဝေကဖြစ်အောင်ကြိုးစားရမယ်ဒါနော်တာထုကိလနဆိုတာတန်ဝေကဖြစ်ဖို့သူတော်ကောင်းတွေရဲ့တန်ဝေခနဲ့သဘာဝတရားကိုနားလေသဘောပေါက်တာကောင်းတဲ့ခုလေးကိုထုတ်ဖို့ပြောဆိုပြီးတော့တန်ဝေကဖြစ်အောင်ကြိုးစားတာသာဓုကိလနာအဲ့လိုဆိုလို့
ဟုတ်ပြီဒါဖြင့်အသက်ကတလောက်တိုးနေတော့ဒီသိခြင်းတရားဆိုတာမလာတာမရှိဘူးနော်မလာတာမရှိဘူးဆိုတော့ဒီသိခြင်းတရားနဲ့မဆုံးအောင်သူမလာနိုင်အောင်သို့မဟုတ်သူရှာမတွေ့အောင်ဘယ်လိုလုပ်ရမလဲဒီအဖြစ်ကိုထုတ်ရနော်အဲ့ဒီအဖြစ်ကဓမ္မပဒမှာလည်းရှိတယ်ထို့သုတ္တန်နေမှာလည်းဟောတာရှိတယ်ဒီကနေ့ message ပို့ပေးခြင်းတော့ပါရယနာဒီပညာတတ်ပုံနာ16ယောက်ကပေးတယ်ထင်မယ်မောဂရာဇာဆိုတဲ့ဒီပေရကျောင်းသားပေါ့လေပေရနေကိုသင်နေတဲ့ပြမနာဘာဝတိပုံနာကြီးရဲ့တတိတွေတဲ့မောဂရာဇာပေးတဲ့မိကုံလေးကိုကြည့်မောဂရာဇာဆိုတဲ့ပုဂ္ဂိုလ်ကသူ့လက်တာကိုသဘောပေါက်တယ်သဘောပေါက်တော့သူမေးကထံလောကေအဝိခန္တံမစ္ဆုရာဇနပတ္တိသူမေးတဲ့မိကုံလေးလောကကြီးပုံမှာဘယ်လိုမြင်လို့ရှိရင်သိမင်းကမတွေ့နိုင်တယ်လေအဲ့တော့သိမင်းမတွေ့အောင်ဘယ်လိုလောကကြီးကိုပုံမှာရှုမြင်ရမလဲဒါဝိပဿနာလုပ်ဖို့ပြောတာနော်လောကကြီးကိုဘယ်လိုမြင်ရမလဲတဲ့သိမင်းမတွေ့အောင်လောကကြီးကိုဘယ်လိုလုပ်ရမလဲဆိုလိုတာသိမင်းမမြင်တဲ့နေရာရောက်ဖို့အတွက်ဘာလုပ်ရမလဲအဖြေတစ်ခုထုတ်ပါမြတ်စွာဘုရားကအဲ့ဒီဖြေဟောတာလေးကိုမှတ်သားနိုင်ကြည့်မြတ်စွာဘုရားသုံးညတော့လောကအဝိခတုမောဂရာဇတရတတောသူနာမည်ကိုခေါ်ပြီးတော့မြတ်စွာဘုရားဟောတာမောဂရာဇတဲ့မင်းအမြဲတမ်းတတိထားပြီးတော့ခန္ဓာဆိုတဲ့လောကအကြီးအာယနာဆိုတဲ့လောကအကြီးသင်္ခါရဆိုတဲ့လောကအကြီးပေါ့နော်လောကကိုသုံးညဖြစ်မြင်အောင်မင်းကြည့်ပါလောကကိုသုံးညအနေနဲ့မြင်အောင်ကြည့်ပါဆိုဒီနေရာမှာသုံးညဆိုတာပြောတာလေလောကဆိုတာပြောတာလေအချင်းချုပ်ပြောမှဆိုရင်လောကဆိုတာယုံနဲ့နာနှစ်ခုပြောတယ်နော်ယုံနဲ့နာနှစ်ခုကိုလောကလို့ပြောတယ်ခန္ဓာ၅ပါးကိုလောကလို့ပြောတယ်အာယတနာ12ပါးကိုလောကလို့ပြောတယ်ဓာတ်18ပါးကိုလောကကိုပြောတယ်ဒုက္ခသစ္စာကိုလောကလို့ပြောတယ်ပေါ့လောကဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူးယုံနဲ့နာနှစ်ခုအဲ့တော့သုံးညတော့လောကအဝိကတုအဲ့ဒီယုံနံဆိုတဲ့လောကကိုဘယ်လိုရှုရမလဲဆိုသုံးညလို့ရှုပါအဲ့တော့သုံးညလို့ရှုတာပါလေဥပမာပကံအိုးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာဘာပြောကြလဲတဲ့အိုးထဲမှာဘာမှမရှိဘူးဘာမရှိဘူးဆိုရှိတာပါရှိအိုးတော့ရှိဘာမှမရှိဘူးလို့ပြောရင်အိုးတော့ရှိတယ်အဆောက်အဦတစ်ခုတည်းတကားဖွင့်ကြည့်လိုက်တယ်ဟဲ့ဒီထဲမှာဘယ်သူမှမရှိဘူးအဆောက်အဦတော့ရှိတယ်အဲ့ဒါလို့ပဲရှုံးတဲ့နာနှစ်ခုတည်းမှာမရှိတာကပါလေငါဆိုတာမရှိဘူးငါဆိုတာမရှိဘူးရှုံးတဲ့တော့ရှိတယ်လို့ဆိုလို့တယ်အဲ့တော့လူတွေကယုံတဲ့နာကိုတရားလို့ထင်နေတာငါလို့ထင်နေတာသူလို့ထင်နေတာငါဟာလို့ထင်နေတာသူဟာလို့ထင်နေတာအဲ့ဒါပြောက်အောင်ရှုခိုင်းတာပဲနော်သုံးညတော့လောကအဝိကတုရှုံးနံဆိုတဲ့လောကကိုသုံးညရှုံးနံတဲ့မှာငါဆိုတာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးတရားဆိုတာလည်းမရှိဘူးတရားကပိုင်တာလည်းမရှိဘူးအဲ့ဒါကိုဆိုလို့အဲ့တော့ယုံနံကိုယုံနံလို့ပဲမြင်အောင်ကြည့်ငါဆိုတဲ့အတွေးမဝင်စေနဲ့ငါဟာဆိုတဲ့အတွေးမဝင်ငါဆိုတာဘာတော့ဒိဋ္ဌိရဲ့အမြင်ငါဟာဆိုတာတဏှာရဲ့အမြင်ဒိဋ္ဌိနဲ့တဏှာသည်ဥပါဒံသူတို့နှစ်ခုကဆွဲလန်းတာနော်အဟမမတိပရိယုထထာယီလို့မြတ်စွာဘုရားဟောတယ်တခါတရံကျတော့အတ္တအတ္တနိယလို့လည်းဟောတယ်ရှုံးနံကိုငါလှုပ်တာငါလို့ထင်တာတရားလို့ထင်တာသူလို့ထင်တာဒါမှားနေတာရှုံးနံကိုယုံနံလို့ပဲမြင်အောင်ကြည့်ရမယ်အဲ့ဒါတုံညပဲနော်တုံညလို့ကြည့်တယ်ဆိုတာအိမ်တကားဖွင့်ကြည့်လိုက်တယ်ဟဲ့ဘယ်သူမှမရှိဘူးအိမ်တော့ရှိတယ်လေအိမ်ထဲမှာဘယ်သူမှမရှိဘူးအဲ့လိုပဲ
ကိုမျက်စိကိုကြည့်လိုက်မျက်စိထဲမှာငါရှိလားငါရှိလားမရှိဘူးမျက်စိဆိုတာဒီစက္ခုပ္ပတရာယုံမြတာဖြစ်တယ်ငါလည်းမရှိဘူးငါလည်းမရှိဘူးမျက်စိနဲ့မြင်တဲ့အစဉ်အာရုံထဲမှာငါရှိလားမရှိဘူးငါလည်းမရှိဘူးငါလည်းမရှိဘူးငါလည်းမရှိဘူးထို့တူပဲကိုယ်တဏ္ဍမှာရှားကြည့်လိုက်ငါနဲ့ငါဟာဆိုတာမရှိဘူးလို့ပြောတာနော်အဲ့ဒါကိုသုံးညတော့လောကဝိက္ခတုမောဂရသသရတတောအတ္တနုဒိဋ္ဌိဥဟိစ္စငါရှိတယ်တရားရှိတယ်ဆိုတဲ့အတွေးကိုဖြောက်ပါရှုံးနံသာရှိတယ်လို့ဆိုတာဒီလိုဆိုလို့လေနော်ဒါနဲ့ပတ်သက်ပြီးတော့သုံးညနဲ့ပတ်သက်ပြီးတော့မှားယွင်းနေတာတစ်ခုရှိတယ်နာခချုနာဆိုတဲ့ဘုန်းကြီးတွေပါအိန္ဒိယနိုင်ငံမှာရေးသွားတယ်မတ္တယမိက philosophy central philosophy လို့ခေါ်တယ်သူကတော့တပ္ပံသုံးညဘာမှမရှိဘူးဆိုပြီးလုပ်တာသူပြောတာရုပ်လည်းမရှိနာမ်လည်းမရှိဖြစ်သွားတယ်ဘုရားရဲ့သုံးညဆိုတာအဲ့လိုဆိုလိုတာမဟုတ်ဘူးသက္ခိသုံးညအတ္တိနဝါအတ္တနိယေနဝါရူပံသုံးညအတ္တိနဝါအတ္တနိယေနဝါအတ္တဆိုတာမရှိဘူးအတ္တနိယဆိုတာမရှိဘူးရုပ်တော့ရှိတယ်မျက်လုံးတော့ရှိတယ်ဒီလိုရုပ်အနေနဲ့ရှိတယ်အဲ့လိုဆိုလိုတာပေါ့နော်အဲ့လိုဆိုလိုတာကိုမှားပြီးတော့အထိပ္ပယ်ဖွင့်တာတွေလည်းရှိတယ်နောက်ပိုင်းကျတော့အသုံးညဆိုတာဘာမှမရှိတာပြောတာမဟုတ်ဘူးကိုယ်တဏ္ဍမှာငါဆိုတာမရှိဘူးငါဆိုတာမရှိဘူးလို့ဒါကြောင့်မို့အတ္တနုဒိဋ္ဌိတက္ကအဒိဋ္ဌိ20ရှိတယ်အဲ့ဒါတော့ချိန်မပြောတော့ပါဘူးเนาะချိန်လည်းသိမရှိတော့အတ္တနုဒိဋ္ဌိဥဟိစ္စငါရှိတယ်တရားရှိတယ်ဆိုရဲအတွေးကိုဖြောက်ပါဖြောက်နိုင်အောင်ကြိုးစားပါဝိပဿနာတရားရှုပြီးယုံနဲ့နာနှမျိုးသာရှိတယ်ဓမ္မဒိဋ္ဌိဝိသုဒ္ဓိနာမရူပပရိစ္ဆေရညာနာမရူပနာယထာဝထတနာဒိဋ္ဌိဝိသုဒ္ဓိနာမလက္ခဏရတပစ္စုပ္ပတ္ထနာပဋ္ဌာနာဝတေနနာမရူပပရိက္ခဟောဒိဋ္ဌိဝိသုဒ္ဓိနာမတူတူပဲနော်ဝိသုဒ္ဓိမကနာမရူပနာယထာဝထတနာဒိဋ္ဌိဝိသုဒ္ဓိနာမတင်းညိုကျမ်းကလက္ခဏရတပစ္စုပ္ပတ္ထနာပဋ္ဌာနာဝတေနနာမရူပပရိက္ခဆိုလိုတာကတော့ယုံနဲ့နာမရှိတယ်ဆိုတာသိဖို့ပဲလုပ်တယ်နော်အဲ့ဒါကိုသိအောင်ဝိပဿနာတရားအထုတ်တယ်ဆိုတာအဲ့ဒါသိအောင်အထုတ်တယ်အဲ့ဒါမသိသေးရင်ဝိပဿနာဉာဏ်မဖြစ်သေးဘူးပဲမှတ်ပြီးတော့နာမရူပပရိစ္ဆေရမညာမရပဲနဲ့အနိစ္စဒုက္ခကြော့ရှိလို့မရဘူးနော်နာမရူပပရိစ္ဆေရညာပစ္စယပရိဒါကြောင့်အတ္တနုဒိဋ္ဌိဥဟိစ္စငါမရှိဘူးငါဟာမရှိဘူးဆိုတာကိုသိတာနဲ့တပြိုင်နက်သိခြင်းကိုလွန်မြောက်ပါပြီသိမင်းရဲ့နယ်ကိုဖြတ်ကျော်နိုင်ပါပြီလို့သူပြောတာသိမင်းကကိုယ်တကားလောက်ခောက်တော့မှမဟုတ်တော့ဘူးခန္ဓာကိုယ်မရှိတဲ့တန်တရားကလွတ်ပြီးနိဗ္ဗာန်ဆိုတာခန္ဓာမဖြစ်တဲ့နေရာဖြစ်တာဟုတ်ဧဝံလောကအဝိခန္ဓာမစ္ဆုရာဇာနပတ္တိအဲ့ဒီလိုသုံးညအနေနဲ့လောကကြီးကိုရှုနိုင်ပြီဆိုလို့ရှိရင်နဲ့သိမင်းကမင်းကိုရှာမတွေ့ပါဘူးလို့ဆိုလို့လည်းပေါ့အဲ့တော့သိမင်းမမြင်ရသွားတဲ့နိလန်ကအဲ့ဒါပဲတော့သုံးညရှုတယ်ဆိုတာအနတ္တရှုတာကိုပြောတာနော်အနတ္တအနေနဲ့ရှုတာကိုပြောတာအဲ့ဒီအတ္တမဟုတ်ဘူးရှုံးတာတသက်မြတ်တာဖြစ်တယ်ဆိုတဲ့ဒီရှုတာကိုပြောအဲ့တော့အဲ့လိုရှုတတ်တဲ့အခါကျတော့ဘာဖြစ်လာတော့လို့ဆိုရင်ကြည့်ရမှာရှုဖို့ရှုနည်းတွေအများကြီးပဲသူက6မျိုးနဲ့ရှုတာရှိတယ်12မျိုးနဲ့ရှုတာရှိတယ်အဲ12မျိုးရှုပုံလေးကိုအချင်းချင်းပြောပြနော်ရှုံးတဲ့နာ2မျိုးကလွယ်ပြီးတော့တတဝါဆိုတာမရှိဘူးနော်စီဝါဆိုတာမရှိဘူးလူဆိုတာမရှိဘူးတတဝါဆိုတာမရှိဘူးအမျိုးသမီးဆိုတာမရှိဘူးအမျိုးသားဆိုတာမရှိဘူးအတ္တဆိုတာမရှိဘူးကိုပိုင်ဆိုင်တဲ့အတ္တနိယဆိုတာလည်းမရှိဘူးနာဟံငါလည်းမရှိဘူးနာမမငါလည်းမရှိဘူးနော်နာကောစိ